ယူနိုက်တက်၅ပွဲဆက်အနိုင်ရမှစပင်ညက်မယ်ဆိုတဲ့ Fred Elect ကိုအားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။လက်ရှိ Michael Carrick လက်ထက်မှာ United ဟာ၅ပွဲဆက်လိုက်နိုင်ရဖို့အတွက်အကောင်းဆုံးအနေအထားတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးမနေ့ကကစားခဲ့တဲ့ဝယ်ဆန်အသင်းရဲ့ပွဲစဉ်မတိုင်ခင်ဒီ၄ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဝယ်ဆန်အသင်းရဲ့ပွဲစဉ်ကိုလာနိုင်ရရှိခဲ့မယ်ဆိုရင် Fred Elect တယောက်စပင်ညက်ရတော့မယ်ဆိုပြီးဒီကမ္ဘာလုံးကဒီပွဲစဉ်ကိုအားလုံးစောင့်ကြည့်ကြရကြပါတယ်။တကယ်နဲ့ပွဲကစားတဲ့အခါမှာတော့ United အသင်းဟာတန်တဲ့ဝယ်ဆန်ရဲ့ရုံးအားကြောင့်ရုန်းကန်ကြရမှုတွေရှိပါတယ်။ပရိုင်မှာတစ်ဖက်တစ်ဖက်ဂိုးမရှိသေးကြားလက်ထွက်ပေါ်နေခဲ့ပြီးဒုတိယရဲ့ပွဲချိန်မိနစ်90မှာတော့ United နောက်တန်းပေါ်ရောက်မှုကနေဝယ်ဆန်အသင်းအတွက်ဥဆောင်ကိုစူးချက်ကတင်ယူသွားခဲ့တာဖြစ်ပါတယ်။အဲနောက်ကက်စမဲတို့က United အတွက်ခြေပါကိုတော့တင်ယူလိုက်ခဲ့ပေမဲ့လည်းမတိမတာလူကြုံနေခဲ့တာကြောင့်ပဲဖျက်ချင်းခံလိုက်ရပါတယ်။ United တို့ရှုံးပွဲကြုံတွေ့ပြီလို့ထင်မှတ်ခဲ့ရပေမဲ့လည်းနိုင်ချင်းချင်းမနောက်ဆုံးမိနစ်မှာ Brian Mbeumo ရဲ့ဖျက်တင်ပေးပေါ်မှုကနေတဆင်ဗဂျင်မင်ရှယ်ကိုကအသင်းအတွက်ခြေပါကိုတင်ယူပေးခဲ့တာဖြစ်ပါတယ်။ဒီရတဲ့ကြောင့် Carrick လက်ထက်မှာ United တို့နိုင်ပွဲဆက်မှုရပ်တန့်ခဲ့ရပေမဲ့နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲဆက်ရှုံးပွဲမရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့စေဖြစ်ပါတယ်။ United ၅ပွဲဆက်လိုက်နိုင်မှာစပင်ညက်မယ်ဆိုတဲ့ Fred Elect ကတော့ဒီတစ်ပွဲတေးကြသွားခဲ့တာကြောင့်စပင်ညက်ဖို့ရင်နောက်ထပ်၅ပွဲထပ်မံဆောင်ဆိုင်ရအောင်မှာဖြစ်ပါတယ်။ Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခတ်ပါ